ဒီဗီဒီယိုမှာတော့ထိတ်တို့လာဝဲမျိုးတော့ VN ချင်းကနေပြီးတော့တရုတ်ကခုမှအစ်စ်လုပ်ထားတဲ့လာအိုချိုင်းနာရထိုင်းနဲ့ Luang Prabang ကိုတွားလက်မှာဖြစ်ပါတယ်ဆိုတော့ဒီ Luang Prabang မျိုးလေးမှာဘာတွေရှိလဲဘယ်တွေတွားလေလို့ရလဲဆိုတာနဲ့သူတို့ရဲ့မျိုးလေးရဲ့ကာချာကိုလေ့လာဖို့ထိတ်နေတူတူလိုက်ခဲ့ကြပါမော်နီမှာဒီနေ့တော့ထိတ် VN ချင်းကနေပြီးတော့ Luang Prabang ကိုရထားနဲ့တော့မှာပေါ့နော်။မနေ့ကမှထိတ်တို့ရထားလက်မှတ်ဝယ်လိုက်ရရပါတော့။ရထား SCA train ticket ကိုဝယ်ပေးမယ်။အဲ့ application နဲ့ဝယ်ရပါတော့။ဒါပေမဲ့ तू ကသူ့ဆရာဝယ်မယ်ဆိုတော့မှ2ရက်ပဲကြိုးစိုးဝယ်လို့ရတယ်။ဒါပေမဲ့ထိတ်တို့မနေ့ကမှဝယ်ဖြစ်တယ်။ဝယ်တဲ့အချိန်မှာရထားလက်မှတ်ကကုန်သွားပြီ။ပြီးတော့အမြဲတမ်းဆော့ဝယ်မှရတယ်။များတော့အဖြစ်အဲ့ application နဲ့ဝယ်ရင်ကုန်နေရများရပေါ့နော်။ထိတ်တငယ်ချင်းတွေလာတော့လည်းကုန်နေရပေါ့နော်။အဲ့တော့ Travel Santos ဒီနာ ticket counter မှာဝယ်ရမယ်။ပြီးရင်1 to 9ဝယ်ရမယ်။ဒါပေမဲ့1 to 9ဝယ်ဈေးကအရန်ကိုကြီး2ဆလောက်ကိုတင်ထားတယ်။အဲ့ဒါကြောင့်မလို့ထိတ်1 to 9မဝယ်ပဲနဲ့ထိတ်တို့သွားချင်တာတော့ second class နဲ့သွားချင်တာပေါ့နော်ဒါပေမဲ့အခုဝယ်လိုက်ရတာကလောလောဆယ် SCRD application နဲ့နေဝယ်ပဲနောက်ဆုံးကျန်တဲ့ဟာ hard seat ပဲကျန်တော့ soft seat တောင်မကျန်တော့အဲ့မှာရထားကိစ္စကြီးပါအခုပြတ်သွားတော့ VNN ကတက်စီကားဖြစ်ပါတယ်နေရာတကာမှရှိပါတယ်ဒီမှာ VNN ကလေးအများကြီးပဲ They pay one time and you can get in and out for all day. VN ချင်းကနေထိတ်ရုပ်ခုသွားမဲ့ Luang Prabang ကိုအခုအမြန်ရထားနဲ့ဆို2နိုင်ခွဲပဲစီးရပါတယ်အောက်ပါပြီကြီးပါဒီမှာဝင်ဝကြတဲ့ကထိတ်တို့ဝယ်ထားတဲ့ ticket ရဲ့ scan ပြမယ်ထင်တယ်အဲ့ဒီ F နဲ့ขออีเมลมาพี่เลยอีเมลသူကဒီမှာလေစိတ်ဝင်တယ်လို့ဝင်ရပါတယ်မယူရမယ့်ပစ္စည်းတွေပေါ့နော်လေစိတ်ဝင်လို့မယူရပါ e-secret တွေလည်းတည်လို့မရပါသူရဲ့ဒီယထာဘူရာယုံကြီးကလေစိတ်အတိုင်းပဲအကြီးနဲ့စောင့်ဝင်ကြတဲ့ passport တွေပြရတယ်ပြီးရင်ဒါအိတ်ဆွေးဖြဲရတယ်တေချာ security စစ်တယ်ပြီးတော့မှလက်မှတ်တွေပိုင်းနဲ့ပြပြီးတော့မှဒါ check in ကြီးခေါ်တဲ့ထဲထဲဝင်ရတယ်ပေါ့နော်ထိတ်ရဲ့ရထားခေါ်တော့မှမလို့ပေါ့နော်ဒီမှာတန်းစီနေရပါဒီမှာလေစီကမရှိကြဘူးတိလားအဲ့လိုလေနှစ်လိုင်းတွေတန်းစီရထိတ်လို့ဆိုရင်ဒါဘေးဆုံးလိုင်းအဲ့လောက်ခုနောက်မှလာပြီးတော့ဘေးနောက်မှလာနောက်တစ်လိုင်းလာစီသွားရပေါ့နော်ဆိုတော့စီကလုံးဝမရှိကြပါဘူးလူရတိုးတယ်ကြော်တယ် terminal 2ပါ platform 2ကိုသွားမှာပေါ့နော် platform 2ကဟိုဘက်မှာplatform 2ရဲ့အောက်ကိုဆင်းသွားပါတယ်အောက်ကနေမှလမ်းလျှောက်ပြီးဟိုဘက်ချမ်းကူရမှာပေါ့နော်ပါကိုနံပါတ်ကို1 to 6ကဒီဘက်ခွန်တူ7ကဟိုဘက်ဆိုတော့ဘယ်ညာကွဲသွားရေပေါ့နော်တက်ပါတယ်ရောက်ပြီဒီမှာဒီရထားကြီးပဲ7ဆိုတော့ထိပ်ရနောက်ဆုံးတွဲပဲ8 9အဲ့ဒါဟိုပါမှာပေါ့10 7ရထားကတော့ဒီမှာအဝေးကြီးပဲအကြီးပဲအကျယ်ကြီးပဲဟုတ်ပါတယ်ထိပ်တို့ရထား7ဆိုတော့နောက်ဆုံးတွဲ7ကိုဝင်တယ်အဲ့ဒါကတော့အဝေးမှာမပြရဘူးမရင်ဝင်他是什么咩？说法你老白出来，睇咗啥啲？你咩家要聽到幾年啲人媽媽控熱命啊！廣東話，所以有邊？你知點樣睇咩？ရောက်ပါပြီထိတ်တို့LCR application နဲ့နေပြီးတော့လက်မှတ်ဖြတ်ထားပါတော့ပြီးတော့ထိတ်ကလေးနဲ့ကြာရဆို brace yourself ပေါ့နော်လူကတော့ပြောရင်နေရလာလူတွေလည်းအစုံပဲပေါ့နော်လူမျိုးစုံတွေ့ရတယ်ခုံကတော့ဒီလိုပါပဲဟာချီလို့တာပြောတာဟိုထိုင်ကုန်လေးကတော့ soft တော့ဖြစ်တယ် ACC တော့ဖြစ်တယ်ပေါ့နော်အဲကုန်ကန်းနဲ့ထိတ်တို့ကချနာဘူရီသွားတယ်လို့ရထားလို့တော့မဟုတ်ဘူးပေါ့နော်ဂျလုံးဂျလုံးနဲ့ဖြစ်ပြက်နေရတော့မဟုတ်ဘူး
ဆိုဈေးကတော့ကချနာဘူရီဈေးပဲပေးရတန်တယ်ယထာစထွက်ပြီးခဏကြာမှ passport နဲ့ဒီယထာလက်မှတ်တွေကိုကြိုပြီးထုတ်ခိုင်းထားတယ်ပြီးရင်လိုက်စစ်တယ်ပေါ့နော်အခုကတော့ One Vuyen ဆိုတဲ့မြို့ကိုရောက်ပါပြီထိတ်တို့ number 1နေအပြန်ကြမှာလာလည်မှာပေါ့နော်ဒါတော့ One Vuyen station ကိုရောက်ပြီပေါ့နော်ဒီရထားဂိတ်လေးတိလေးပါပဲ One Vuyen station ဂိတ်က view ကတော်တော်လှတယ်တွေ့လား VN ကျန်နေဆိုရင်ဒီ One Vuyen ကိုတနိုင်ပဲစီးရတယ်ထိတ်တို့အပေါ်ထိ number 1ထိဆိုရင်2နိုင်ခွဲပဲကြာပါတယ်禁止在列车车厢打扑克牌及饮酒。ဝန်ဝင်ရောက်ခံနေကြတဲ့ရှူခင်းနေအရန်လှလာပါပြီ။အဲ့မျိုးကြော်လာတော့ပိုတောင်လှလာပေါ့နော်ရှူခင်းနေကြည့်ရ။ပြီးတော့လမ်းမှာမှားတယ်ပေါ့နော်။ကိုအကယ်၍လက်ထဲမှာ train ticket ပါလို့ရှိရင်မပြောက်ဖို့ပေါ့နော်။ထိရိုးရကြတော့ဖုန်းထဲမှာ e-ticket ဆိုတော့ပြောက်ဖို့မရှိပေမဲ့ချို့ရကြတော့စာရွက်လေးနဲ့ဆိုတော့ပျောက်သွားပါတော့။အဲ့လိုပျောက်တဲ့လူဆိုလို့ရှိရင်အထွက်ကြရင်မပြနိုင်လို့ရှိရင်အစားဆုံးပြန်ဝယ်ရပါတယ်။请到4号车厢4号车厢96场 skip ပါ VNM ပါမီယထာကအတော်တော့ငိမ်ပါရေဘူးကရေဝလာတစ်ချက်ကြည့်လိုက်ဒီရပိုင်းမိုးတွေရွာထားတော့အဲ့လိုမျိုးဘွက်ရည်တွေထားပြီးတော့မြစ်ကရေနည်းနည်းကြီးနေတာဗောနော်မိုးတွေရွာတော့ဘွက်ရည်တွေထားတယ်သူကမြို့ကိုရောက်ခံနေဆိုလို့ရှိရင်ကြိုပြီးကြည်ညာပါတယ်အဲ့မြို့မှာဆင်းမဲ့လူတွေကကြိုပြီးအထုပ်တွေထုတ်ထားပြီးတော့ဒီဆင်းမဲ့အပေါက်ဝါနာမှာကြိုစောင့်ပေးနေရတာဗောနော်ဘာလို့ဆိုတော့သူကအကြိုင်မြက်ဘူးတပူတာကိုခဏပဲရက်တာHello. ရောက်ပါပြီ Long Prabang Station ဝင်တဲ့လူတွေနဲ့ထွက်တဲ့လူတွေနဲ့ရှုပ်ချက်တို့ခက်တာပဲတော်တော့လာကြည့်လိုက်ဒီဘူဒါယုံအပြင်ထွက်တာနဲ့ရှေ့မှာလူတွေစောင့်ပြီးခေါ်တယ်ပေါ့နော်မြို့ထဲကိုသွားမယ်တယောက်ကိုလိုမျိုး4000ပေါ့နော်4000ဆိုလို့ရှိရင်ဒါ normal price ပဲဒါပေမဲ့ဆက်စတွေ့ချင်းဆိုလို့ရှိရင်9000လို့6000လို့ထိတ်လို့မင်းတော့ဆိုရင်3သိန်းလို့2သိန်းလို့ထိ order တက်တယ်ပေါ့နော်ကိုကဈေးကိုမတည်ထားရင်ခံရနိုင်တယ်အဲ့တော့4000ခွဲလောက်နဲ့ရရင်ဆိုပါဒါမှဒါ share ပြီးတော့သွားရတာပေါ့နော်အော်သူ private ကားနဲ့လိုက်ဖို့မှာဟိုမှာဈေးစစ်လိုက်ပါတယ်အစထိတ်တို့2သိန်းတောင်းပါတယ် city center အဲ့နဲ့တော်ပြီဆိုပြီးဆက်ချောင်းရင်တော့တယောက်ကို9000ဖြစ်သွားပါတယ်ချက်ချင်းဖြစ်သွားပြီးတော့နေအောင်တော့ငါသူများသွားမရောမှာဆိုဟိုဘက်လျှောက်သွားရကြမှာ4000နဲ့တယောက်ကို4000ဆိုတာနဲ့အေးပေါ့ပြီးရောဆိုပြီးတော့လိုက်သွားတာထိတ်ကပြောရင်ထိတ်က private van နဲ့သွားမှာပေါ့နော်လွန်ပရာဘန်မြို့ထဲနဲ့ဒီဘူတာနဲ့ကနည်းနည်းတော့ဝေးတယ်ပေါ့နော်ကားနဲ့ဆိုရင်10မိနစ်15မိနစ်လောက်တော့မောင်းရတယ်အရင်ဝေးရတော့မဟုတ်ဒါပေမဲ့ဘူတာယုံကမြို့ထဲမှာစောက်ထားမျိုးမဟုတ်ဘဲနဲ့တောင်ပေါ်ရဲ့တခြားနေရာမှာစောက်ထားပုံစံမျိုးပေါ့နော်အဲ့တော့လမ်းကမိုးတွေလည်းအရင်ရွာနေရဆိုတော့မြန်မာနိုင်ငံရဲ့နေရလမ်းနေလိုပဲဘူးတွေဂျိုင်းတွေခွက်တွေနဲ့ရေတွေနဲ့ပေါ့နော်ဖုန်နေနဲ့ပေါ့မေမျိုးကြာတာနော်လောက်ပြရည်အများကြီးပဲမိုးရေလေးနဲ့ဝယ်တောက်မယ်ရောက်ပါပြီ
ကို private ကားလိုမျိုးဖိလာပေါ့နော်ဆိုတော့အရန်တန်တယ်ပြီးတော့ vibe လေးရလေးမျိုးရောက်နေတယ်လို့လေးပဲအရန်မိုက်တယ်အခုထက်ရုပ်နေတဲ့နေရာ New Camcon Gas House မှာတက်ရပါတော့ဈေးလက်တက်တာတယ်မျိုးလေးလည်းဖြစ်တယ်ဒီနောက်မှာဆောက်တော့ဆိုင်နေပေါ်တယ်ပြီးတော့ရှစ်တဲ့အမြင့်ကြီးกว่าလုံးဝမဲခေါင်ကြီးกว่าရှယ်ပဲကွာဆိုတော့ထိတော့ခဏနားမယ်ပြီးလို့ချင်းဆိုင်ကယ်ငားပြီးတော့မျိုးလေးကိုဆိုင်ကယ်နဲ့ရှောက်ပြီးတော့ပတ်ပါမေးလက်ခဲ့ပါထိတော့ရဲ့နေရာပေါ့နော်ရွှေဆိုင်လေးတွေနဲ့တွက်ကြအောင်မှာအိုဘားမားကိုကိုနက်တွေမှာဒီမှာကြည့်အောင်ဒီဆိုင်မှာအိုဘားမားကိုကိုနက်တောက်သွားတော့အိုဘားမားကိုကိုနက်ဆိုပြီးတော့ဒီမှာအမေမားကတ်တင်ရရှယ်နော်ဟိုမြေဘေးတစ်လျှောက်ကဆိုင်လေးလိုက်ကြည့်နေတာပေါ့နော်ဘယ်ဆိုင်မှာစားပြစ်မလဲဆိုတော့နောက်ကတော့အိုဘားမားကိုကိုနက်အဲ့ဒါကိုကြော်လာပြီအဲ့ကောင်ကနည်းနည်းဘီယာဆိုင်ဆိုတော့လေနည်းနည်းရှေ့ဆက်သွားကြည့်အောင်ဟုတ်ကဲ့ခေါ်ပဲ agencyမှာကန့်ကူနေကြပါအခုတော့ထိတ်ညကန်းပေးရပါတော့ F Precious Restaurant ဆိုတဲ့နေရာမှာရောက်နေတယ်ဒီမှာအေးဆေးလေးလာအိုဘီယာလေးထိုင်တော့သူရင်းကြီးအေးဆေးပဲပေါ့နော်ဘီယာကပြောရရင်ထိတ်တို့ဟိုမတ်တွေမှာဆိုလို့ရှိရင်ဘူးလေးတကူကိုထိတ်တို့လာအိုဘီယာက15000ခွဲ15500ပဲရှိရပါတော့ဒါပေမဲ့အခုဟိုတယ်မှာကြတော့ရေကတက်တာမှထည့်ထားတာ2000ရှိရဒါပေမဲ့ဒီမှာ3000နဲ့ရောင်းတယ်ပေါ့နော်ဒါပေမဲ့ထိုင်တောက်ရတယ်ပေါ့လေဂျူးလေးခံစားရင် ACC ရှိရပါတော့ဒါကတော့ဒီဘက်ကန်းနေဟိုဘက်ကန်းကိုကူးတဲ့ဂရိုကြီးပေါ့နော်အဲ့ထက်မှာဆိုင်ကယ်ရောကားရောလူတွေရောခဏခဏကူးပါတယ်ရန်ဂျို fried rice ပါလာအိုဘီယာလေးနဲ့ဒီတက်ချီတော့လည်းအရန်ကောင်းပါတယ်ဒါဝုတ်ကြောင်ဝမ်းနိုင်ရုပ်ချူချက်ဒါကြက်ပေါင်မှာမဖိုတိုtravel ticket တွေရောင်းတာတွေ့လို့အဲ့သွားမေးမလားဝင်ကြည့်မယ်အင်္ဂလိပ်လိုမေးရနားမလဲပါဘူးတရုတ်လိုပဲပြောလို့ရပါတယ်ဒီမှာခေါင်းချွေဆိုင်လားမသိဘူးဒီမှာဟိုဟာခေါင်းချွေဘူးဒီလွမ်ပရာဘန်မှာကလေဒီမြစ်ဘေးမှာအခုလိုဆိုင်လေးတွေအများကြီးပဲထိုင်လို့လဲတော်တော်ကောင်းတယ် chill ပေါ့နော်သူ vibe လေးอ่ะပေါင်ထိတ်တို့ရဲ့ဟိုတယ်ရှိမှာထောပတ်တီးပင်ထောပတ်တီးအများကြီးပဲတွေ့လားအိုးပြည့်နေရပဲထောပတ်တီးခုတော့ညနေ3 နာရီခွဲပေါ့နော်ထိတ်အပြင်ထွက်ပြီးတော့သူတို့တွေစပိန်စီရပေါ့နော်ထိတ်တော့ဆိုင်ကကြည့်မယ်ပေါ့နော်ငှားထားတယ်သူကဆိုင်ကအမြဲတရက်စာလုံးမှငှားရဲတရက်ကိုခစ်3သိန်းခွဲရနေ2သိန်းကြားရှိရပေါ့နော်ဆိုင်ကအစ်စ်ဆိုရင်2သိန်းဆိုင်ကအဟောင်းဆို3သိန်းခွဲပေးရတယ်ဟိုတော့24နိုင်ငှားတယ်ဂျားတွေကတနိုင်ငှားလည်းမရှိဘူးမိတစ်ပိုင်းငှားမယ်ဆိုလည်းမရှိဘူးဆိုတော့ထိတ်တော့ဒီနေ့ငှားရတယ်မနေ့ပြန်ပေးမယ်ပေါ့အဲ့တော့မနေ့ပြန်မနေ့ပိုင်းနေလည်းထိတ်ကိုလျှောက်လဲလို့ရပါလေခုတော့ဟိုတယ်ကနေစထွက်ပါတော့မယ်အေးချမ်းပါတယ်အရန်ကောင်းပါတယ် highly recommend to Lam Prabang ဈေးလည်းအရန်တက်တာတယ် share ပဲတကယ်နဲ့ order ကြီးနဲ့နောက်တစ်ခါထပ်လာအောင်မယ်တန်လို့ဒီမှာပုံနေတာကြီးဆိုင်ကန်နဲ့ဆိုရွှီဆိုကြော်ချပါ we accept master get union bay visa အဲ့မှာ tropical မဲခေါင်တွေ့ပြီကြာရတယ် Hawaiian pizza for cheese ဒီမှာဒီလိုမျိုးလေးပဲနေရတာအကျဉ်းကြီးတော့မဟုတ်ပဲဒါလေးပဲဟောဘိုးဘက်အောက်ဒီမှာတော့ရှိသေးတယ်ဒီ tropical ဆွဲဆိုင်တွေက line ပေါ်မှာနာမည်ကြီးလို့ထိလို့မနှဲရှာပြီးလာလိုက်ရပါတော့ဒါပေမဲ့တကယ်ရောက်တော့ကြတော့အရင်ကလောက်မဟုတ်တယ်လို့ပဲပေါ့နော်ထိလို့ခဏပဲဝင်ကြည့်ပြီးတော့ပြန်ထွက်ခဲ့တယ်ခြားဆိုင်တော့ဆိုင်မောဝတ်တက်လို့ရတယ်ဒီအောက်မှာထိုင်လို့ရတယ်
တေးသေးလေးနဲ့အေးချင်းချင်းလေးပေါ့နော်တမျိုးလုံးဆိုင်ငယ်နဲ့မောင်းရင်ဘလောက်မှတိတ်မမောင်းပါဘူးပတ်ကြည့်တာလေဒါပေမဲ့ဒီမြို့မှာက international airport ရှိပါတယ်ထိတ်တို့ချင်းမိုင်နေဆိုရင်အဲ့ကိုတန့်သွားလို့ရပါဘောနော်တော့ထိတ်တို့ဒီ Lamprapan မြို့တွေကဈေးတွေကိုရောက်တာပေါ့နော်သူတို့ local ဒီဈေးထဲမှာဘာတွေရောင်းလဲဆိုတော့ဝင်ကြည့်ကြမယ်အုံလိုက်ပြုံလိုက်ဝယ်နေတာပါဘာလဲမသိဘူး cosmetic ပစ္စည်းတွေဘူးဒီတွေလားမသိဘူးဘူးဒီတစ်ခွားကြီးဒီတွေလက်ဆက်ဆက်လေးဈေးရတော့ရှင်းရှင်းလေးနဲ့တက်ရက်ရက်လေးမှအစုံပါပဲသူတို့လည်းကြည့်လိုက်ရင်ပစ္စည်းတွေကလေထိုင်းရနေပြီးတော့ import တွင်းထားတဲ့ပစ္စည်းတွေတော်တော်များများတွေ့ရတယ်ဒီဘက်ချမ်းကျတော့အသားတွေရောင်းတာတွေ့ရတယ်ဟင်းဟင်းရွက်တွေလည်းရှိရအခုဒီမှာတော့ငါးတွေရောင်းတာပေါ့နော်ဝက်ဥကြောင်းအတီးအရွက်ပြင်ကုံစိမ်းကုံ6ကုံစိမ်းဆေးပေါ့နော်သူက cosmetic ပစ္စည်းတွေရောရှိသမျှအကုန်ရတယ်ပြောရင် supermarket ကြီးလိုပဲပေါ့နော်ဒါကတော့ထိတ်ဘေးမှာတော့မြစ်တွေနဲ့ဘာအစည်းလဲမသိရောင်းနေတာဒါလည်းမြစ်3 inch ချန်တာပဲခေါက်ဆွဲကြောက်တွေရောင်းနေပါတယ်ကြက်ဥတွေရောတွေ့ရပါတယ်ဆိုကြီးနဲ့ညညပတ်မုံ6 6ကက်ကက်လေးဆိုတော့ဆိုင်တွေလည်းရောင်းနေတွေ့ရတယ်သူ့ရဲ့ဈေးလေးက6 6ကက်ကက်လေးနဲ့တန်တန်ရှင်းရှင်းတွေပေါ့နော်တွေ့လားအပေါ်မှာကြည့်လိုက်ဈေးနှုန်းတွေအကုန်ရေးထားပြီးသားဈေးကိုပိုရောင်းမှာဆိုလို့အသားဈေးဘယ်အားဆိုရင်ဘယ်လောက်ဆိုတာရေးထားပြီးတာအဲ့ဒါတွေတော့တော်တော်လေးမိုက်တယ်ခုလောကျတော့ထိတ်လို့ဆိုင်ကန်နဲ့မြို့ပတ်နေရပါတော့လမ်ဘရာပဲမြို့ပတ်နေဆိုတော့ထပ်ပြီးပတ်ကြအောင်အခုဈေးထဲမှာတွေ့ရတဲ့အတီးအရွက်တွေကလေတော့ကမြကြီးနားမွန်းကြီးမိုးကောင်းမှာတွေ့ရတဲ့ဟာတွေနဲ့တပုံစံနဲ့ဖြစ်နေရပေါ့နော်လိုက်နေတော့ဘိုင်ဘိုင်ဒါတော့ Mango Restaurant ပြောရင်တောင်ကြီးရောက်နေတာပေါ့နော်ဒီမှာလဲသူရစ်ရှင်အများကြီးပါမာလဲသူရစ်ရှင်အများကြီးလာနေတာကဘာနေရတယ်အုံးကြီးတွေပြန်ကြီးသူရစ်ရှင်ဟိုမင်းနေအမေတောင်ပေါ်တက်နေကြတာတောင်ပေါ်ဆင်းလာကြတာဟိုမှာတောင်ပေါ်တက်နေကတော့မြို့ကိုဆိုင်ကယ်နဲ့ပတ်ကြည့်ပြီးပြီဆိုတော့ညနေစာကိုဒီမြစ်ဘေးက360 sunset ဆိုတဲ့ဆိုင်လေးမှာဝင်စားပါမယ်ဒီလိုဒီတိုင်းပဲထိုင်လို့ကောင်းတယ်ဆိုတဲ့ပုံစံလေးဖြစ်လို့တာဝင်ခဲ့လိုက်တာပေါ့နော်ဒါပေမဲ့အစားအသောက်တွေမှာစားလိုက်တဲ့အခါမှာအရန်ကိုကြိုက်တွေ့ပြီးတော့အရန်ကောင်းပါတယ်တင်မော်ယူဒီတိုင်းရောသူကလုံးဝဆက်ကြီးရက်ပြောကြဘူး360ဒီဂရီလဲပြီးတော့တင်မော်ရမျောနေရှယ်ကောင်းတာlemon လေး recommend ပေးတယ်ဒီ Lamprapan ရောက်လို့ရှိရင်အဲ့ရဲ့မြစ်ဘေးလေးမှာအဲ့မှာထိုင်ပြီးတော့အဲ့ဆိုင်မှာစားခဲ့ပါခေတို့မှာတောက်တဲ့ဒီဆိုတာတက်မြဖြော်ရစားတော်တော်လေးကောင်းတာတွေ့ရတယ်ပြီးရင်တင်မော်ဒီတောင်းလို့ပါလို့လဲတော်တော်ကောင်းပါတယ်စနေနေ့မှာလာတဲ့နိုင်ငံသားတွေကြသူတို့တွေပဲထိုင်ကြ ACC တွေမစားနေကြတယ်ချဲပဲမှကမှာထက်ရွလာနောက်ကြလို့လားစောလို့လားဒီကဒီနာရှင်းနေတော့ကြလို့ဖြိုရည်ရောအသီးတွေစုံညာပဲရောနိုင်ငံအလံလေးနဲ့စတစ်ကာလေးတွေပါဒီညစေးရအဲ့လိုညနေခင်း9နိုင်6နိုင်ဝန်းကျင်မှာတော့အစီဆုံးပဲပေါ့နော်ထေးတို့သွားတာ9နိုင်10နိုင်လောက်ရောက်တဲ့ချိန်မှာအခုလိုရှင်းရှင်းလင်းလင်းဖြစ်သွားတယ်တိုင်တွေက10နိုင်ဆိုပိတ်ပါတယ်fruit shake တွေဈေးမစိုးဘူး3000ကျော်ပဲပေးကိုလားချော်ရင်ဝင်မယ်လေသူကတော့ဒီရွက်စုံနေစားရတာပေါ့နော်ဒါအလေကောင်းဟာ noodle soup အသေးအကြီးကောင်းတော့ banana mango pineapple smoothie မိုးရနေပါပြီဒီထိတ်ဆုံးကလေနှစ်ဆိုင်ရွဲဟာတောက် pineapple banana mango smoothie တော်တော်ကောင်းတယ်
ပြီးဒီဆိုင်ကခောက်ဆွဲစားငပိနဲ့သူတို့လာအိုခောက်ဆွဲပေါ့နော်ရှယ်ကောင်းတယ်ပြီးတော့အဲ့ night market က spa ရန်တန်နေတော့ဝင်နှိပ်ကြပါတယ်တနာယူမှဘတ်150လောက်ပဲကြာတယ်မိုးတွေရွာเนี่ยထောက်လျှောက်ကိုပဲစစ်စစ်လေးတွေရွာเนี่ยထီးလည်းမပါမိုးကလည်းမပါပဲနဲ့ပြန်နေပါပြန်နေပါပြီခုကတော့မဆတ်စိတ်ပြန်တော့တော့လားမိုးတွေရွာနေတယ်လက်ဘရာဘန်မြို့ရဲ့ညာကြီးဟိုတယ်ပြန်နေတယ်ညစ်ပေးမှာပေါ့နော်နောက်ဗီဒီယိုမှာလမ်ဘရာဘန်မှာနည်းနည်းလေးမယ်ပြီးရင်ယထာစီးပြီးတော့ဝမ်ဝီယန်ကိုသွားမယ်ဝမ်ဝီယန်မှာအရန်စိတ်ဝင်စားစရာကောင်းတဲ့ activities တွေစားတောက်တွေနဲ့မျိုးတွေရှောက်ပတ်အောင်မှာမို့လို့ထိတ်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါ See you in next video bye bye